လီဗာပူးအသင်းရဲ့ချန်ပီယံအောင်ပွဲခံအခမ်းအနားမှာချစ်စရာပုံရိပ်များလီဗာပူးအသင်းကတော့ဒီရာသီမှာအကောင်းဆုံးစ조사ရင်းနဲ့ပရီးမီးယားလိချန်ပီယံဆုကြီးကိုထိုက်ထိုက်တန်တန်ရယူသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။လီဗာပူးသားတို့ရဲ့အောင်ပွဲခံပွဲရိပ်မှန်သမျှကတော့ပရိသတ်တွေကိုကြည်နူးစေခဲ့ပြီးတော့ဒီထက်ကမှထူးခြားခြားဖြစ်ခဲ့တဲ့အခိုက်အတန့်တချို့ကိုဝေမျှပေးသွားကြပါတယ်။အကုန်လုံးပျော်နေကြတဲ့ကြားထဲမှာဘိုးဘားတန်းပေါ်တက်ပြီးတော့အကြီးအကျယ်အောင်ပွဲခံခဲ့တာကပရိသတ်တွေရဲ့အချစ်ကိုပိုတိုးရရှိစေခဲ့ပါတယ်။ပရိသတ်တွေကလည်းအယ်လီဆန်ကိုအပြည့်အဝအော်ဟစ်အားပေးခဲ့ကြပြီးတော့အယ်လီဆန်ကိုယ်တိုင်ကလည်းအပတ်တိုင်းအောင်ပွဲခံနေရတာပင်ပန်းသလိုရှိပေမဲ့ဒီနေ့ကတော့စူဖလားကြီးကိုလက်ရပိုင်ဆိုင်ခဲ့ပြီးတော့ထူးရှင်နေဖြစ်ခဲ့တယ်ဆိုပြီးတော့ကွန်မြူပြောဆိုထားပါတယ်။နောက်ထပ်ပြီးတော့လည်းပရိသတ်တွေကအီဂျစ်ကင်းကြီးမိုဆာလာကိုတချင်းဆိုဂုဏ်ပြုနေတဲ့အချိန်မှာယာဂန်ကလော့ကိုယ်တိုင်ကလည်းဆာလာအတွက်ဂုဏ်ပြုတချင်းဝင်ဆိုပေးခဲ့တာကတော်တော်လေးကိုမှကြည်နူးပွဲအမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်။ဒါအပြင်Federico he is here to win ဆိုပြီးတော့အသင်းပေါ်တွေနဲ့တကွာပရိသတ်တွေရဲ့ဩဘာတန်တွေကအီတလီသားကြီးကိုအားစီးတွေဖြစ်စေခဲ့ပြီးတော့လီဗာပူးသင်းရဲ့စီးရုံးမှုအားကြီးကိုပေါ်လွင်စေခဲ့ပါတယ်။ငွေကြေးတွေမတုံးဆွဲပဲအရယူခဲ့တာကြောင့်ဒီအောင်မြင်မှုကြီးကအချိုးပေါ်တကားဆင့်ခဲ့ရတဲ့ဖြစ်စဉ်တစ်ခုပါပဲ။2020မှာပရီးမီးယားလိစူဖလားကြီးကိုရယူနိုင်ခဲ့ပေမဲ့အဲ့ဒီအချိန်ကကတ်ဆိုးကြီးကြောင့်မလို့စပေးပွဲအခမ်းအနားကပရိသတ်တွေနဲ့ထိတွေ့ခွင့်မရခဲ့ပါဘူး။ဒီနှစ်ကတော့ပရိသတ်တွေနဲ့အတူစီစီကားကားနဲ့ကျင်းပနိုင်ခဲ့ပြီးတော့မှတကယ်ကိုကြီးမြတ်တဲ့အမှတ်တရတစ်ခုဖြစ်နေခဲ့ပါတယ်။လာမယ့်နှစ်မှာလည်းဒီချန်ပီယံဆုကြီးကိုကာကွယ်နိုင်ပါစေကြောင်းဆန္ဒပြုဆုတောင်းလိုက်ရပါတယ်ရှင်